ကောင်မလေးကချက်ချင်းဆိုသလိုတီးလိုက်တာကသူ့ဝမ်းကွဲအကူကသူ့မွေးစားအဖေဝယ်ပေးထားတဲ့အယုတ်ကိုတမင်တက်ဖြတ်စည်းလိုက်တာပါပဲဒါကသူ့အဖေကနောက်ွယ်ကနေခိုင်းစေလို့ဖြစ်ရမှာတေးကြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ကောင်မလေးကိုဒီမိသားစုမှာဘယ်လိုနေရာမျိုးမှာနေရမယ်ဆိုတာသိစေချင်တာပါဒါပေမဲ့သူတို့မသိတာကဒီကောင်မလေးဟာရှေ့ခေတ်ကနေအချိန်ခရီးဖြစ်လာတဲ့မင်းသမီးတစ်ပါးဆိုတာပါပဲငငယ်ကလေးကသူများတွေကိုပဲအနိုင်ကျင့်ခဲ့တဲ့သူပါအခုချိန်မှာဝမ်းကွဲအကူမိသားစုဘယ်လောက်ပဲမောက်မာနေပါစေမကြခင်မှာရှက်ရတော့မှာပါတိတ်မကြခင်တုန်းကပဲကောင်မလေးရဲ့အကူအညီကြောင့်အရင်ကအတုံးမကျဘူးလို့ထင်ရတဲ့သူ့မွေးစားဖေဟာအဖိုးကြီးရဲ့လေးစားမှုကိုတဖြည်းဖြည်းရလာခဲ့ပြီးအဖိုးကြီးကလည်းမိသားစုစီးပွားရေးကိုလွှဲပြောင်းပေးဖို့စလုပ်နေပြီဆိုတာပေါ်လာတယ်ဒါကြောင့်မိသားစုကုမ္ပဏီကိုအမြဲတမ်းဦးစီးနေတဲ့ဦးလင်းငယ်ကစိုးရိမ်လာတယ်ဦးလင်းငယ်ကအဖိုးကြီးကကောင်မလေးကိုချစ်လို့သာသူ့မွေးစားဖေကိုပို့ပြီးမျက်နှာပေးတာလို့ထင်တယ်ဒါနဲ့ချက်ချင်းပဲလက်ဆောင်တွေယူပြီးကောင်မလေးကိုပေါင်းဖို့ကြိုးစားတယ်ဒါပေမဲ့ကောင်မလေးရောမွလေးစားအဖေပါသူ့ရဲ့မကောင်းတဲ့ရည်ရွယ်ချက်ကိုချက်ချင်းသိတယ်မိသားစုပိုင်ဆိုင်မှုအတွက်ကောင်မလေးကိုအသုံးချဖို့ကြံစီတာကိုတိုက်ရိုက်ဖော်ထုတ်ပြီးအိမ်ကနေမောင်းထုတ်လိုက်တယ်အဲ့ဒီအခွင့်အရေးကိုယူပြီးကောင်မလေးကသူ့မွေးစားအဖေကိုမိသားစုထဲမှာဘယ်သူမှသူ့ကိုစီးပွားရေးလွှဲပြောင်းယူနိုင်မယ်လို့မယုံပေမဲ့သူကတော့အဖေကိုယုံကြည်တယ်အဖေလုံနိုင်မှာတေးချတယ်လို့ပြောပြခဲ့တယ်ပြောရင်းနဲ့မွေးစားအဖေတာဝန်ယူထားတဲ့အပန်းဖြေစခန်းစီမံကိန်းအကြောင်းမေးကြည့်လိုက်တော့မထင်မှတ်ပဲကောင်မလေးတယောက်တောင်တတိထားမိတဲ့ပြဿနာတွေအများကြီးရှိနေတာကိုတွေးလိုက်ရတဲ့ကောင်မလေးလည်းဗာတက်နိုင်မှလည်းသူ့မွေးစားအဖေကိုပို့ပြီးလေးလာတင်ယူဖို့တိုက်တွန်းခဲ့ရတယ်။မွေးစားအဖေကလည်းသူ့သမီးကတနေ့နေ့မှာသူ့ကိုစိတ်ကုန်ပြီးထွက်သွားမှာကိုစိုးရိမ်တာကြောင့်စူးစမ်းပြီးတင်ယူတဲ့ကံကောင်းစွာနဲ့ပဲသူကစီးပွားရေးမှာအရေးချင်းရှိသူဖြစ်လို့မကြခင်မှာကုမ္ပဏီကိစ္စမျိုးစုံကိုသူ့ဘာသာသူကိုင်တွယ်နိုင်လာပြီးစောက်လုပ်ရေးလုပ်ငန်းခွင်ကိုပါကိုယ်တိုင်ခရီးထွက်စစ်ဆေးနိုင်ခဲ့တဲ့ဒီအတော်အတွင်းကောင်မလေးကိုတော့ခဏတာအဖိုးကြီးနဲ့အတူထားခဲ့တဲ့ဒီအခွင့်အရေးကိုဦးလေးငယ်ကကောင်မလေးကိုထိန်းချုပ်ဖို့အကောင်းဆုံးအချိန်လို့ထင်ပြီးသူ့သားကိုတမင်တက်ရန်စခိုင်းတဲ့ဝမ်းကွဲအကူကမွေးစားအဖေခူးမပို့လိုက်တဲ့အယုတ်ကိုဖျက်ဆီးရုံမကကောင်မလေးနဲ့သူ့မွေးစားအဖေကိုပါအသုံးမကျတဲ့လူတွေမိသားစုပတ်စံပဲဖြုံးတတ်တဲ့ရှုံးနေသူတွေလို့ဆဲဆိုခဲ့တဲ့ဒါကိုတော့ကောင်မလေးကအောက်မေ့မနေနိုင်ဘူးချက်ချင်းပဲဝမ်းကွဲအကူကိုဆိုဖာပေါ်ဖိချပြီးထိုးချိတ်ပစ်လိုက်တယ်ဒီမြင်ကွင်းကိုမြင်တော့ဦးလေးငယ်ကကောင်မလေးကိုရိုက်ဖို့ရည်ရွယ်ချက်နဲ့လေးဝင်လာတဲ့ကံကောင်းထောက်မှတ်စွာပဲမွေးစားဖေကလည်းအလုပ်ကိစ္စနဲ့ခရီးကခုမှပြန်လာတာမို့သူ့သမီးကိုကာကွယ်ပေးလိုက်တယ်ဒါပေမဲ့ဦးလေးငယ်ကဒီကိစ္စကိုအဖိုးကြီးစီယူသွားပြီးကောင်မလေးကသူ့ဝမ်းကွဲအကူကိုရိုက်တဲ့အထိဥပဒေမလိုက်နာဘူးလို့လိမ်ပြီးဆွဆွဲတယ်ကောင်မလေးကလည်းသူ့ဝမ်းကွဲအကူကအယုတ်ကိုအရင်ဖြတ်စီးပြီးသူ့ကိုရောသူ့မွေးစားအဖေကိုပါစော်ကားလို့တီးမခံနိုင်တော့ပဲလှုပ်ခဲ့ရတာလို့ရှင်းပြတယ်ဒါတောင်ဝမ်းကွဲအကူကသူ့ခန်းထဲဝင်တော့ကအယုတ်ကအောက်ကိုကျနေပြီးသားသူလုံးဝမထိဘူးလို့လိမ်ပြောတယ်ကောင်မလေးကလည်းချက်ချင်းပြန်ချေပါတယ်မထိဘူးဆိုရင်သူ့လက်ပေါ်မှာအယောင်တောက်တဲ့အမုံမွားလေးတွေဘာကြောင့်ရှိနေတာလဲလို့မေးလိုက်တယ်ဒီစကားကြတော့ကောင်လေးကလန့်ပြီးသူ့လက်ကိုကြည့်လိုက်တယ်ပြီးတော့သူကအယုတ်ကိုတစ်ခါပဲထိခဲ့တာဒါကြောင့်အမုံမွားတွေမရှိသင့်ဘူးလို့မသိစိတ်ကနေပြောလိုက်မိတယ်ဒီစကားကြတာနဲ့အဖိုးကြီးကကောင်လေးလိမ်နေတာကိုချက်ချင်းသိသွားပြီးအဲ့ဒီလိုလုပ်တဲ့အတွက်ဒေါသတကြီးစုပူတယ်ဒီမြင်ကွင်းကိုမြင်တော့ကောင်လေးကသူ့အဖေကကောင်မလေးနဲ့သူ့မွေးစားဖေဟာအတုံးမကျတဲ့သူတွေအယုတ်ဝယ်တဲ့ပတ်စံကသူတို့မိသားစုပိုင်တာဒါကြောင့်သူကအယုတ်ကိုခိုးပြီးကောင်မလေးကိုမောင်းထုတ်ချင်လို့ပါလို့ရှင်းပြလိုက်တယ်ဒီစကားကြတော့အဖိုးကြီးဟာအကြီးကျယ်ဒေါသထွက်သွားတယ်ဦးလေးငယ်ကလည်းခွင့်လွှတ်ဖို့ချက်ချင်းတောင်းပန်တယ်ဒါပေမဲ့ကောင်မလေးရဲ့မွေးစားအဖေကအခွင့်ကောင်းယူပြီးစီမံကိန်းလုပ်နေတော့မတော်တဆတွေ့ခဲ့ရတဲ့ဦးလေးငယ်ကအများပိုင်ငွေတွေကိုအလွဲသုံးစားလုပ်ထားတဲ့ဆိုတဲ့တက်တီအထောက်ထားတွေကိုတင်ပြလိုက်တယ်တက်တီတွေကိုမြင်ပြီးနောက်အဖိုးကြီးဟာပိုပြီးဒေါသထွက်လာပြီးဦးလေးငယ်ကိုပါအိမ်ကနေမောင်းထုတ်ပစ်လိုက်တယ်အဲ့ဒီအချိန်ကစပြီးဘယ်သူမှကောင်မလေးကိုမဆက်ရဲမထိရတော့ဘူး